ဖေးဘုံမှာဗီဒီယိုတွေဓာတ်ပုံတွေတင်တဲ့အခါကိုမမြင်စေချင်တဲ့သူတွေကိုရွေးပြီးတော့ပိတ်ထားတဲ့နီလန်ကိုကျွန်တော်ကဒီဗီဒီယိုတွေမှာတေချာပြောပြပေးပါမယ်ခင်ဗျာကျွန်တော်တို့ဒီလိုမျိုးပိတ်ထားဖို့အတွက်အရင်ဆုံးကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ Facebook software တွေကိုကျွန်တော်တို့အရင်ဆုံးနှိပ်ဝင်လိုက်ပါခင်ဗျာကိုယ့်ရဲ့ Facebook software တွေကိုရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ပုံမှန်အတိုင်းဓာတ်ပုံတွေဗီဒီယိုတွေတင်နေကြဒီနေရာကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲကဓာတ်ပုံဖိုင်တွေကိုရောက်လာပါပြီဒီနေရာမှာကိုတင်မဲ့ဓာတ်ပုံဗီဒီယိုကိုရွေးပြီးတော့နှိပ်လိုက်ပါဒီနေရာမှာကိုကရွေးချယ်လို့ပြီးသွားပြီဆိုရင်တော့ဓာတ်ပုံကိုတန်းပြီးတော့မတင်မဲ့နဲ့အောက်က public ဆိုတဲ့ကဘာလုံးပုံလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်လိုက်ပါကျွန်တော်တို့ဒီနေရာကိုရောက်လာပြီဆိုရင်တော့လူကောင်းပုံလေးနဲ့ front access ဆိုတဲ့နေရာကိုနှိပ်ရမှာဖြစ်ပါတယ်အခုဒီမှာကျွန်တော်ဝိုင်းပြီးတော့ပြထားပါတယ်ဒီစာတန်းလေးဖြစ်ပါတယ်ဒီထက်ကိုကျွန်တော်တို့နှိပ်လိုက်ပါဒီနေရာကိုရောက်လာပြီဆိုရင်တော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့တငယ်ချင်း friend တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီနေရာမှာကိုတင်လိုက်တဲ့ပုံကိုမမြင်စေချင်တဲ့သူတွေကိုရွေးချယ်ရမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့တငယ်ချင်း friend တွေထဲမှာကိုမမြင်စေချင်တဲ့သူတွေကိုဒီနေရာမှာအမှန်ကြီးထည့်ပေးရမှာဖြစ်ပါတယ်ကိုမမြင်စေချင်တဲ့သူတွေကိုဒီနေရာမှာရွေးပြီးတော့အမှန်ကြီးထည့်လိုက်ပါကျွန်တော်ကတော့ဥပမာလုပ်ပြတာဖြစ်တဲ့ကြောင့်မို့လို့2ယောက်3ယောက်လောက်ကိုပဲလုပ်ပြပါမယ်ကျွန်တော်တို့အခုလိုမျိုးရွေးလိုက်ပြီဆိုရင်တော့အမှန်ချစ်ပေးထားတဲ့ဒီအကောင့်တွေကကိုတင်လိုက်တဲ့ပို့ကိုသူတို့အနေနဲ့မြင်ရတော့မှာမဟုတ်ပါဘူးခင်ဗျာကိုကဒီနေရာမှာတေချာရွေးချယ်လို့ပြီးသွားပြီဆိုရင်တော့အောက်က dam ကိုတစ်ချက်နှိပ်လိုက်ပါ dam ဆိုတာကိုနှိပ်လို့ပြီးသွားလို့ကျွန်တော်တို့ဒီနေရာမှာအပြောင်အဆက်ကလေးရောက်သွားပြီဆိုရင်တော့ရသွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကအောက်ဆုံးကအပြောင်လေးနဲ့ dam ဆိုတာကိုထပ်ပြီးတော့နှိပ်ပေးပါအခုလိုမျိုးနှိပ်လို့ပြီးသွားလို့အောက်နားလေးမှာကျွန်တော်တို့လူကောင်းပုံလေးနဲ့ front access ဆိုတာလေးပေါ်သွားပြီဆိုရင်တော့ရသွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကိုယ်စိတ်ကြိုက်စာသားကိုရေးတင်ပြီးတော့ကျွန်တော်တို့ကပို့ကိုနှိပ်ပြီးတင်လို့ရပြီပဲဖြစ်ပါတယ်ဒီနီလန်းအတိုင်းပြုလုပ်ပြီးတော့ကိုကပို့တင်လိုက်ပြီဆိုရင်တော့အစောတုန်းကကျွန်တော်တို့အမှန်ချစ်ပေးထားတဲ့သူတွေကကိုယ့်ရဲ့ Facebook မှာတင်လိုက်တဲ့ပို့ကိုဘယ်သူမှမြင်ရတော့မှာမဟုတ်ပါဘူးခင်ဗျာကျွန်တော်ကတော့ဒီနေရာမှာဥပမာအနေနဲ့မိတ်ဆွေတို့ကိုမျှဝေပေးတာဖြစ်တဲ့ကြောင့်မို့လို့ပို့မတင်တော့ပါဘူးမိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့အကောင့်ထဲမှာကိုတင်လိုက်တဲ့ပို့ကိုမိတ်ဆွေတို့ကမမြင်စေချင်တဲ့လူတွေရှိနေတယ်ဆိုရင်တော့ဒီနီလန်းအတိုင်းတင်ဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်အားလုံးအဆင်ပြေကြပါစေ